ဒါတော့202203ဖြစ်ပါတယ်ဒါတော့Academy Fresher School ကျောင်းသားပဲဖြစ်ပါတယ်ခင်ဗျာဒါတို့ရဲ့မြန်မာသားတီရှယ်ကတော့ရှယ်အနီလို့ခေါ်ပါတယ်ခင်ဗျာဒါတို့အခုပြောမယ့်ပုံမြင်ကတော့ဥကလေးနှလုံးပုံမြင်ပဲဖြစ်ပါတယ်ခင်ဗျာကျောက်တို့များကတော့2022032228 2022074745 20220756 2022076007 20220761 20220785 2023003367 2023003369 2023003373 2023003389 2023003387တို့ပဲဖြစ်ကြပါတယ်ရှင်။သမီးတို့ရဲ့အဖွဲ့နံပါတ်လေးကတော့ United Team လေးပဲဖြစ်ပါတယ်ရှင်။အခုအဖွဲ့မိတ်ဆက်စကားပြောသူကတော့သမီး2023002667ပဲဖြစ်ပါတယ်ရှင်။သမီးတို့ United Team ရဲ့ကျင်းပမှုတွေကိုအားပေးကြပါဦးရှင်။သင်ခန်းစာကိုဥကလေးနှလုံးပုံမြင်လေတော့တစ်ခုမှာလေသမားကြီးတစ်ယောက်ရှိတဲ့သူကညနေတိုင်းတောက်သုံးရေအတွက်ရေထမ်းလေးရှိတယ်ရေထမ်းတဲ့အခါဥကလေးနှလုံးကိုသုံးပြီးထမ်းပါတယ်ဥကလေးနှလုံးမှာတစ်လုံးကတော့ဥကောင်းကလေးဖြစ်ပေမဲ့နောက်တစ်လုံးကတော့အောက်ခြေမှာအပ်နေတဲ့လေသမားကြီးရေထမ်းတိုင်းအပ်နေတဲ့ဥကလေးဘက်ခြမ်းမှာရေတွေစိမ့်ကျနေတတ်ပါတယ်ဒါကြောင့်လေသမားကြီးကရေထမ်းတိုင်းအခေါက်ရေပိုပြီးခန့်နေရတော့တာပေါ့တရက်မှာဦးကောင်းကလေးကအောက်ခြေအပ်နေတဲ့ဦးကလေးကိုဒီလိုပြောတဲ့မင်းကြောင့်ငါတို့ပိုင်ရှင်လေသမားကြီးခမညာပို့ပြီးတော့ပြင်မရတယ်မင်းကငါလိုရေကောင်းမတည်နိုင်လို့အခါတည်နေရတယ်မင်းဟာအတုံးမကျတဲ့ကောင်ပဲမင်းငါတို့လေတော်လေးကထွက်သွားလို့ပြောလိုက်ပါလေရောအဲ့နေတဲ့ဦးကလေးဟာအလွန်စိတ်မကောင်းဖြစ်သွားရှာတယ်သူဟာအတုံးမကျတဲ့ဦးကလေးဖြစ်တာကြောင့်လေတော်ထဲကထွက်သွားတော့မယ်လို့လဲဆုံးဖြတ်လိုက်ပါတယ်လေသမားကြီးကိုဦးအကလေးကသူလေတော်ထဲကထွက်သွားတော့မယ်သူ့ကိုဆွေးပြလိုက်ပါတော့လို့သွားပြောတယ်သူကြောင့်လေသမားကြီးပူပမရတော့ကိုလေတောင်းမတဲ့ဦးကလေးရဲ့မင်းဟာအတုံးဝင်တဲ့ဦးမဟုတ်ပါဘူးမင်းပဲလားအတုံးဝင်လဲဆိုတာငါလည်းသိပြမယ်လို့ဆိုပြီးဥကလေးနှလုံးကိုသူရေထမ်းတဲ့လေတော်လမ်းကလေးအတိုင်းခေါ်သွားပါတော့တယ်အဲ့နေတဲ့ဥကလေးကိုထမ်းတဲ့ဘက်မှာပန်းတွေပွေးနေတာကိုလေသမားကြီးကပြတဲ့ကဲဦးကလေးတို့ရေအဲ့ဒါဦးကလေးပတ်ချံကစိတ်ထွက်နေတဲ့ရေတွေကြောင့်ရေတဲရင်ရေလောက်ပြီးသားလို့ဖြစ်သွားတာမို့ဟောဒီပန်ငယ်လေးလာနေတာပေါ့သူငယ်ချင်းကိုအတုံးမကျဘူးဆိုပြီးစိတ်ဆိုးတော့ထိုင်နေတဲ့ဦးကောင်းကလေးကလည်းသူတငယ်ချင်းကလည်းတော့ဝန်းကြည့်ကိုဘလို့အကျိုးပြုပေးနေရဆိုတာနားလည်သွားခဲ့ပါပြီအဲဒီနေ့ကစပြီးတငယ်ချင်းနှစ်ယောက်ဟာတယောက်ကရေသည်တယောက်ကရေလောင်းရေလေတော်ဝင်းကျင်ရဲ့တာယာစိမ့်လန်းရေးကိုအတူတကွပူပေါင်းလှုပ်ဆောင်ကြပါတော့တယ်နားဆင်ပေးကြတော့ဆရာမများနဲ့ကျောင်းသားကျောင်းသူများအားလုံးကိုကျွန်တော်တို့ United Group မှကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ